နေပြည်တော်စင်သေးရေလွှဲဆဲရှိစင်သေးဆယ်ရီတောက်စနစ်အတွင်းရှိနှွေစပါးနဲ့နှွေသီးနှံရထားဧရိယာများအလုံးသို့စိုက်ပျိုးရေးအမြန်ဆုံးနဲ့အချိန်မီရောက်ရှိစေရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ဆယ်မြောင်းနဲ့ရေတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်စင်သေးရေလောင်တမန်မှာ2024-2025ခုနှစ်နှွေစပါးနှွေသီးနှံမူလရထားဧက8000ကျော်ရှိရာမန္တလေးငလင်ချင်းလှုပ်ခတ်ပြီးနောက်မေလ2ရက်နေ့ထိဧက9000ကျော်စိုက်ပျိုးရေးပြန်လည်ပေးဝင်နေပြီဖြစ်ပါတယ်။ငလင်တန်းကြောင့်တက်ကုန်းမြို့နယ်ရှောက်ကုန်းကျေးရွာအနီးရှိနှွေစပါးစိုက်ခင်းများမှာရေတောက်စနစ်များပျက်စီးထိခိုက်မှုအပေါ်သိနဲ့အထွန်းနှုန်းလျှော့ချမှုမရှိစေရေးအတွက်လိုအပ်တဲ့နည်းပညာများကိုစိုက်ပျိုးရေးဦးစီးဌာနကတောင်သူစိုက်ကွင်းအရောက်ကွင်းစင်းဖြန့်ဝေပေးမှာဖြစ်ပြီးမြေအောက်ရေနဲ့ဆိုလာတွင်းများအနည်းရှိစိုက်ဧကများမှာမိုးရသည့်စပါးစိုက်ပျိုးကစောင်းသီးနယ်စိုက်ပျိုးရသည့်မှာသီးနှံရေလိုအပ်ချက်အတိုင်းစိုက်ပျိုးရေးပေးဝေပြီးနှွေစပါးအပြင်အထွန်းနှုန်းကောင်းတဲ့စီးပွားဖြစ်သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြမှာဖြစ်ကြောင်းသိရပါတယ်။ယခုအခါစင်သေးရေလွှဲဆဲရဲ့လက်ဝဲမြောင်းမကြီးလက်ရမြောင်းမကြီးများမှတဆင့်လက်တံမြောင်းခွဲများသို့ရေပို့လွှတ်နေပြီးရေတောင်းဧရိယာတွင်ရှိနှွေစပါးနှင့်နှွေသီးနှံစိုက်ခင်းများသို့စိုက်ပျိုးရေးပေးဝေလျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။